ိုးလေးနဲ့အချိန်မှာတော့နာရူတိုကိုခါခါရှီကလာခေါ်သွားပြီးဟိုကာကဲအဆောင်အောင်ရှိမှာဂါမာဘော်နာတို့တာအဖရောက်နေကြတာကိုတွေ့လိုက်ရပါတယ်ဂါမာကီချီကတခုခုကိုပြောဖို့လုပ်ပေမဲ့သူ့အဖေကဝင်တားလိုက်ပြီးအဲကိစ္စကိုပြောဖို့ကသူတို့နဲ့မဆိုင်ဘူးလို့ဆိုလိုက်ပါတယ်ဟိုကာကဲရုံငန်းထဲမှာတော့ဖူကာဆာကိုဖားဖိုးကြီးနဲ့တူတခြားသူတွေလည်းရှိနေကြပြီးကိစ္စမရတော့သူတို့နှစ်ယောက်ပေါင်းပြီးတိုက်ရင်တော့နှစ်ယောက်လုံးအသက်ခံရလောက်တဲ့အထိတန်ပါတဲ့ legendary ဆန်နင်းဂျီရာအီယာကနာရူတိုကိုစောင့်ရှောက်နေတာကြောင့်အလောတကြီးမတိုက်ရဲပဲဂျီရာအီယာရဲ့အားနည်းချက်ကိုစောင့်နေလုပ်ပါတယ်ဒီဝါကြီးရဲ့ဂုဏ်သတင်းကကိုနိုဟာဦးချီယာကလန်နဲ့ဒီကိုရဒါရမခုနှစ်ပေါ်အကြောင်းကတော့မိမိသွားစီလောက်နေဖို့ဆိုရင်အဲကောက်တဲ့အကုန်လုံးကိုရှင်းသွားနိုင်ရမှာဖြစ်ပြီးတစ်ချက်တည်းခုံသွားဖို့ကလည်းဝင်းလုံးနဲ့ပြီးရန်သူတွေတက်ခိုက်တာကိုရှောင်ပြီးလက်တင်ကြီးတွေဖုံးဖို့အချိန်ရတယ်လိုအပ်သေးတာဖြစ်ပါတယ်။နယ်ဦးချာကရာမပိုင်စစ်တပ်ပွဲရလည်းရှေ့ကိုတက်လာလို့မဖြစ်တဲ့ကြောင့်ဆာရတစ်ခုချင်းရှင်းပြလိုက်တဲ့အတွက်အခုချိန်မှာခံရတွေကိုကုသပေးနေတဲ့သူကသူ့ပဲရှိတဲ့ကြောင့်စာလို့မှဆိုသူကြတဲ့ချာကရာတစ်ခုကအုံနောက်ထဲမှာပေါ်လာပြီးအမြင်အာရုံကျော်တွေကိုလှုပ်ဆော်တာကြောင့်မျက်လုံးကပြောင်းလဲသွားတတ်ပါတယ်။ရှရင်ငန်းကလူတယောက်ရဲ့အမုန်းတရားပေါ်မူတည်ပြီးစွမ်းအားတိုးလာတာဖြစ်တဲ့အတွက်ဥချီယာတွေကစက်ခန့်စားချက်ပြင်းထန်တဲ့သူတွေအားလုံးကအမှန်တူလေးရောက်သွားတဲ့အချိန်မှာမကောင်းဆိုးအားတစ်ကောင်ဖြစ်ပြောင်းလဲသွားကြတာဖြစ်ပါတယ်။သူကဒဏ်ရာရနေရကြောင်းတက်ခိုက်ရင်ကျင်းနေပေါက်တေးမှဖြစ်ပေမဲ့သူတို့စီကိုဝေးရုံနဲ့လူနှစ်ယောက်ကရောက်လာခဲ့ပါတယ်။ဝေရှုပ်တဲ့လူအကုန်တက်ပြစ်မယ်လို့အားချောင်းနေရကြောင်းခေါင်းတစ်ချက်ငိမ့်လိုက်ရုံနဲ့အမုန်းဖြစ်အောင်လုပ်ပြလိုက်ပြီးအဲ့လိုလုပ်လိုက်တဲ့သူကလည်းတစ်ချိန်ကကျမ်းမေးရမ်းမေးဆိုတဲ့ legendary ဆန်နေ Orochimaru ဖြစ်နေခဲ့တာဖြစ်ချက်ချင်းထွက်လာခဲ့ပါတယ်။တောင်ရန်ဒေါသကြီးပါတယ်ဆိုတဲ့ကိုမီကိုဖိန်းကနာကျင်မှုကြောင့်သွားတင်ပြပေးလိုက်တဲ့ကြောင့်အနီအောင်ချာကရာတွေကထိမ့်မရတော့ပဲချက်ချင်းလေးမီအသွင်နဲ့အဝေးကနေတိုက်ခိုက်လိုက်ပါတယ်။ဖိန်းကလည်းတန်လိုက်ဆက်ကွင်းနဲ့ကာထားလိုက်ပြီးမြဲကိုမီကသူ့ရဲ့လက်တွေကိုမြေထဲစိုက်ထားလိုက်ပြီးပေါ်လာရဲ့မြေသားတွေနဲ့ဖိန်းကိုဇက်တိုက်တိုက်ခိုက်ပါတယ်။ပြီးနဲ့ဝါမျိုးသားမှဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ဒါပေမဲ့နေရီတို့ကအခုချိန်မှာတားဖို့ကမဖြစ်နိုင်ပဲ။ကူရာရှီကီနဲ့လည်းတိုက်ခိုက်နေရတဲ့အကြောင်းစဉ်းစားရခက်နေပြီမဲ့ဘိုလူတို့ကတော့သူ့အဖေစီကိုပြေးသွားခဲ့ပါတယ်။အဲဒါကြောင့်ဆရာတိုင်းမှာတော့အယူတစ်ပည့်တယောက်စီရှိရဲဆိုတာကိုနားလည်သွားခဲ့ကြပြီးအတိစိတ်တူနေနေရီတို့ကဘိုလူတို့ကိုပြန်ပြီးတိုက်ခိုက်တိုက်ရမယ်ဆိုတာကိုမီနာတို့ကသိသွားပါတယ်။သူကလေကိုမီကိုအကြာကြီးစစ်ခေါ်ထားတဲ့အတွက်အရင်အချိန်ဆွဲတိုက်နေမှာမဟုတ်ပဲ။ရိုင်းလူတိုက်တဲ့အချိန်မှာပုံမြန်တဲ့သူကနိုင်မယ်ဆိုတာကိုမီနာတို့ကသဘောပေါက်သွားပါတယ်။အဲဒါကြောင့်ရိုင်းလူပြေးဝင်တဲ့အခါမှာသူ့ရဲ့ခုနန်းကိုအရင်ပြစ်လိုက်ပြီးတော့တပရရန်သူကသူ့ကိုဖမ်းဆုပ်တဲ့အချိန်မှာမီနာတို့ကရာစင်ကန်ကိုကိုင်းနာပြီးစင်မေကိုပြင်နေပြီမဲ့ရှိုဂျိုဂျီကခေါင်းမနေရကြောင်းအခန်းထဲကိုဆာစကဲကဝင်လာခဲ့ပါတယ်။ရှိုဂျိုဂျီကဆာစကဲကိုတွေ့ရတဲ့လန့်နေပြီးသူတို့လိုအကျင့်ပြတ်ချစာရာဇဝတ်ကိုင်းနေကြတဲ့မှာဆိုရင်ဥချီယာဆာစကဲဘာကောင်လဲဆိုတာအကုန်လုံးသိကြတဲ့အတွက်တင်းမခန့်ရဲတော့ပဲသူတိတိမြအားလုံးကိုစတင်ပြောပြရပါတယ်။ရှရင်ငန်းနဲ့တော့မနဲ့လိုက်ကြည့်ရတဲ့တုတ်ချောင်းတွေကိုနယ်ရီတို့ကလက်နဲ့အသာလေးဖမ်းပြနေတာဖြစ်ပါတယ်။အီရှိကီကဒီလောက်ကြီးမားတဲ့အစွမ်းကိုနယ်ရီတို့ဘယ်ကရလာမှမသိတဲ့အတွက်ဒေါပလာခဲ့ပြီးလူသားစနိမ့်တော်ဝါတွေလုံးဝမရှင်းနိုင်ပါဘူးဆိုတဲ့အိုဆူဆူကီမျိုးနဲ့ဝင်တရက်ကိုတဲအိတ်ထိုးသလိုစိတ်ကြိုက်တမနေရပြီးသူ့ကိုကြတစ်ချက်မှပြန်နောက်ထပ်ကဘာတစ်ခုစီခေါ်သွားလိုက်ပါတယ်။အဲ့နေရာမှာဆိုရင်ရေပြင်ဆွဲရကပြင်းထန်လွန်တာကြောင့်ဘယ်သူမှမတက်ရဲလို့မရပဲနယ်ရီတို့ကလည်းလေပေါ်မပြန်နိုင်တော့ပေမဲ့ဒီနေရာရဲ့ပိုင်ရှင်ဖြစ်တဲ့ခါကူရတော့မြေဆွဲရတဲ့ကိုခံစားနေရတာဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့အယိုးပြလက်နဲ့တိုက်ဟိုက်ဖို့လုပ်တဲ့အချိန်ဆာစကဲရဲ့ဘယ်ဘက်မျက်လုံးကလည်းတုံးလို့မရသေးတဲ့အတွက်အသေးဘိုးလေးနဲ့အချိန်မှာတော့နာရူတိုကိုခါခါရှီကလာခေါ်သွားပြီးဟိုကာကဲအဆောင်အောင်ရှိမှာဂါမာဘော်နာတို့တာအဖရောက်နေကြတာကိုတွေ့လိုက်ရပါတယ်။ဂါမာကီချီကတခုခုကိုပြောဖို့လုပ်ပေမဲ့သူ့အဖေကဝင်တားလိုက်ပြီးအဲကိစ္စကိုပြောဖို့ကသူတို့နဲ့မဆိုင်ဘူးလို့ဆိုလိုက်ပါတယ်။ဟိုကာကဲရုံငန်းထဲမှာတော့ဖူကာဆာကိုဖားဖိုးကြီးနဲ့တူတခြားသူတွေလည်းရှိနေကြပြီး